ဒီနေ့မှာတော့အခန်းခွန်ရဲ့တတိပင်များစိုက်ပျိုးခြင်းလုပ်ငန်းစဉ်ရဲ့အပိုင်းနှစ်ဖြစ်တဲ့အကိုင်းခက်များညီနိုင်ခြင်းခြိုင်ခြင်းဆိုတဲ့အပိုင်းပေါ့နော်အကိုင်းခက်များညီနိုင်ခြင်းဒီတဲ့အကိုင်းခက်များကိုဖျက်တောက်ခြင်းတွဲကြည့်ခြင်းစိုက်တို့ကိုလှုပ်ဆောင်ပြီးအပင်ကြီးပုံသဏ္ဍာန်ကိုပြုပြင်သည့်လုပ်ငန်းစဉ်ဖြစ်ပါသည်တဲ့ခြိုင်ခြင်းဒီအကိုင်းခက်များကိုဖျက်တောက်ခြင်းဖြစ်တဲ့ပန်းများကိုကောင်းမွန်စွာပွင့်စေပြီးတတိများကိုတည်ငြိမ်သောပမာဏသိစေနိုင်ရန်နှင့်လုပ်ငန်းစဉ်များလွယ်ကူစွာလုပ်ကိုင်နိုင်ရန်ရည်ရွယ်ပါသည်အကိုင်းခက်များကိုဖျက်တောက်သည့်ပမာဏအလိုက်အားပေးခြိုင်ခြင်းနှင့်အားနည်းစီရန်ခြိုင်ခြင်းဆိုပြီးတော့နှစ်မျိုးရှိတယ်အားပေးခြိုင်ခြင်းမှာတဲ့ပင်မအင်္ဂါကြီးထွားမှုကိုအားပေးပါတယ်အားနည်းစီရန်ခြိုင်ခြင်းမှာပင်မအင်္ဂါကြီးထွားမှုကိုအားနည်းစေပြီးမျိုးပွားအင်္ဂါကြီးထွားမှုကိုအားပေးပါသည်ပင်မပင်စီပုံသဏ္ဍာန်မှာဒီပန်းတီမမွန်တီတို့ဤတာမန်ပင်ရထွက်ပူကစီသောစိုက်ပျိုးနည်းရဲ့မူမမှန်ပင်မပင်စီပုံပေါ့နော်ပုံသဏ္ဍာန်မှာတဲ့ပန်းတီတဲသီးစသဖြင့်ပြီးရင်အကိုင်းသုံးခွက်ွယ်ပင်မပင်စီပုံသဏ္ဍာန်စသဖြင့်စင်ထောင်ရေးစိုက်ပျိုးသည့်အပင်များမှာစပြစ်တီဂျပန်တက်တော်တီတို့ဖြစ်ပါသည်တဲ့အကိုင်းခက်များညီနိုင်ခြင်းမှာပင်မပင်စီတနေရာမှာအကိုင်းခက်များထွန်းတည်သောပင်စီဝိုင်းခက်မပြည့်စင်ရန်တတိထားရပါမယ်တဲ့တို့ဒီပုံလေးတွေကအတိုင်းပေါ့နော်ပင်စီဝိုင်းခက်ကမဖြစ်ဖို့အတွက်အပင်တစ်ပင်ကိုသူကအမြဲတမ်းတတိထားနေရမယ်တဲ့အကိုင်းခက်ဖြတ်ခြင်းဟာဆောင်းရာသီတွင်လုပ်ရမယ်ပေါ့နော်အဲ့ဒါကိုဆောင်းရာသီအကိုင်းခက်ဖြတ်ခြင်းဒီအဓိကဖြစ်တယ်နွေရာသီအကိုင်းခက်ဖြတ်ခြင်းဟာအရန်အနေနဲ့ပဲပြုလုပ်ပါတယ်တဲ့အကိုင်းခက်ဖြတ်ခြင်းတွင်ပြန်လည်ရေးအကိုင်းခက်ဖြတ်ခြင်းနှင့်အပင်ချိုင်ခြင်းဟူ၍နှစ်မျိုးရှိပါတယ်ပြန်လေ၍အကိုင်းခက်ဖြတ်ခြင်းသည်အသစ်ရှည်ထွက်လာသောအကိုင်းဟာအလဲမားဖြတ်ခြင်းဖြစ်ပြီးတော့အသစ်ရှည်ထွက်လာသည့်အပိုင်းသည်ကြီးထွားမှုကတက်ကြွစွာဖြင့်ရှိနေပါသည်အပင်ချိုင်ခြင်းသည်လိုအပ်သည့်တေကိုင်းများချံပြီးမလိုအပ်သောတေကိုင်းများဖြတ်ချသည်လေဖြတ်တမ်းမှုနှင့်နေလင်းအောင်ကောင်းစွာရအောင်ပြုလုပ်ရပါမယ်တဲ့ဒီလက်တွေ့လှုပ်ဆောင်မှုပိုင်းရတို့တွေကစာတရားလေးနားလည်အောင်ဖတ်ပြီးတော့ဒီအရှိရသင်ပြီးသမျှဟာကိုဒီမှာပြန်စုပြီးတော့ပြန်လေ့လာရတဲ့အပိုင်းပေါ့နော်အကိုင်းခက်ဖြတ်ခြင်းစီကံများနားလည်အောင်လေ့လာကြပါစို့အကိုင်းခက်မဖြတ်ခင်တစ်ပင်တစ်ပင်လုံးအားကြည့်ရှုပြီးအဓိကတေကိုင်းတွေလိုအပ်သောတေကိုင်းများကိုထားရှိပြီးတော့တေကိုင်းများဤပြည့်ကျက်သည့်အခြေအနေနဲ့အသည့်ဖြစ်စီမိနေရာဒီတို့ကစဉ်းစားပြီးတော့ဖြတ်သည့်တေကိုင်းရဆုံးဖြတ်ရမယ်တဲ့ပြီးသွားရင်ဥစွာအဓိကတေကိုင်းမှာစတင်ရမယ်ထိပ်ဖျားမှာအောက်ခြေဘက်သို့မူတည်၍မလိုအပ်သောတေကိုင်းများဖြတ်မယ်မလိုအပ်သည့်တေကိုင်းကြီးများတေကိုင်းရင်းမှာနည်းနည်းချင်းစီဖြတ်ချမယ်ဒါကိုအပင်မှုံးခြင်းလို့ခေါ်တယ်ပေါ့ခြံထားသည့်တေကိုင်းရဲ့သေးများအားဒီရှေ့ထွက်စီသည့်ရှေ့ထွက်စီခြင်းတဲ့ဘက်ကိုမျက်နှာမူပြီးတော့အရွက်အညောင်းတို့၏အပေါ်မှာဖြတ်ချရမယ်ပြန်လေ၍အကိုင်းခက်ဖြတ်ခြင်းမှာတို့သင်ခဲ့ရတယ်ပေါ့နော်ပြီးရင်မလိုအပ်သောတေကိုင်းသေးများတေကိုင်းရင်းမှာကကြီးပြေဖြတ်ချရမယ်ပေါ့ဒါကကြတော့အပင်ချိုင်ခြင်းမှာသင်မှုခဲ့တယ်လို့မျိုးပေါ့နော်နောက်တစ်ခုကကြတော့အကိုင်းခက်ဖြတ်ခြင်းဟာနားလည်အောင်လေ့လာကြပါစို့ပေါ့နော်အဓိကပင်စီမှာရှိထွက်လာသောတေကိုင်းများကိုဖြတ်ရမယ်ပေါ့နံပါတ်1ပုံစံမျိုးပေါ့နော်အပင်ချိုင်ခြင်းဆိုရင်ဒါအပင်ဒီအဓိကရှေ့ထွက်လာတဲ့အပိုင်းလေးကနေပြီးတော့ပါပဲလေဒီသူအမဲလေးပြပေးထားတဲ့နေရာကနေဖြတ်ရမယ်ပေါ့ပြန်လေ၍ကိုင်းခက်ဖြတ်ခြင်းကကြတို့အပေါ်မှာပြောသလိုလေရှေ့ထွက်လာတဲ့အပိုင်းကနေပြီးတော့ဒီကိုရှေ့ထွက်စေခြင်းတဲ့အပိုင်းပေါ့အဲ့ဒီထိပ်ပြားပိုင်းကနေပြီးတော့ဖြတ်ရမယ်ပေါ့နော်အဲ့ဒီပုံနှစ်ခုအရာကြည့်ပြီးသွားလို့ရှိရင်တို့ဒီမှာကိုင်းခက်ဖြတ်ပြီးနောက်ဆိုလို့ရှိရင်ဒီလိုပုံစံလေးဖြစ်လာမှာပေါ့နော်တေကိုင်းကြီးများတွေဆိုတေကိုင်းကြီးများပိုင်းဖြတ်တဲ့အခါမှာသူ့ပုံစံလေးအတိုင်းပဲဥပမာဆိုအရင်ကတ်မဖြတ်ပဲနဲ့သူ့ပုံစံလေးအတိုင်းစောင်းစောင်းလေးဖြတ်ပြီးတော့ဒီအရှိထိပ်စီးရလည်းပဲတွားဖြတ်လို့မရဘူးပေါ့နော်နောက်တော့တေကိုင်းသေးလေးတွေဖြတ်မယ်ဆိုလို့ရှိရင်ပုံလေးတွေအတိုင်းဖြတ်မယ်ပြီးရင်ဖြတ်ရန်လိုအပ်သောတေကိုင်းပေါ့နော်ဖြတ်ရန်လိုအပ်သောတေကိုင်းဆိုသူအောက်မှာလည်းရေးပေးထားတယ်ဟိုအခက်ကိုင်းတို့မတ်တက်ကိုင်းတို့ပြောင်းပြန်သွားတီကိုင်းတို့အပြိုင်ကိုင်းပြောင်းပြန်ကိုင်းကက်လန်ကိုင်းကိုတယ်ဒီပင်ချေအရင်မှာအတက်စသည်တွေကိုဖြတ်ရမယ်အလဲကိုင်းယူတော့ဖြတ်မရဘူးပေါ့နော်တို့ပုံလေးတွေကလည်းပုံလေးနဲ့လည်းရှင်းပြီးတော့ကြည့်လို့ရတယ်နောက်တစ်ခါကျတော့အဓိကပုံစံနဲ့ဒီတီတီပင်များရဲ့အမျိုးအစားနဲ့မျိုးနွယ်အားနားလည်အောင်လေ့လာကြရအောင်ပေါ့နော်အဲ့တော့အဓိကပင်စီပုံစံဘာတွေရဲ့အဓိကပင်စီပုံစံလဲဆိုလို့ရှိဒီမှာတရက်သီးတို့မမွန်သီးတို့ပေါ့ဒါတွေရဲ့ပင်စီပုံစံသူတို့ကကြတော့အစားတို့စိုက်ပျိုးနေနဲ့စိုက်ပျိုးတယ်အခုကပုံစံမကြတော့ပင်စီပုံစံဒါကကြတော့တရက်သီးတို့တဲ့သီးတို့ဆိုရင်ဒီလိုပုံစံမျိုးလေးဖြစ်တယ်ပေါ့ပြီးရင်တဘာဝပုံစံပေါ့တဘာဝပုံစံကတော့မမွန်သီးတို့ဇီးပင်တို့ဇီးသီးတို့ဆိုရင်ပုံလေးတွေကအတိုင်းဖြစ်ပြီးတော့စင်ပုံစံအပင်ကတော့စပြည့်သီးတို့တစ်တော်သီးတို့ဆိုလို့ရှိရင်ဒီလိုပုံလေးပေါ့နော်နောက်တစ်ခုကကြတော့အကိုင်းခက်များတွဲကြည့်ခြင်းဂျပန်တစ်တော်သီးစပြည့်သီးများတို့သည်တဲ့အကိုင်းခက်နှုများရှေ့ထွက်သည့်ဥတီဘတ်သို့ထိန်းချုပ်ပြီးသည့်အကိုင်းခက်များချီတွဲခြင်းလုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပြရမယ်တဲ့တရေအောင်ခြင်းကိုထိန်းချုပ်ခြင်း
ပန်းများမပွင့်မီအချိန်မှာအသီးများခူးဆွသည့်အချိန်ကာလထိအောက်ပါလုပ်ငန်းစဉ်များရှိပါတယ်တဲ့အဖူးချွေခြင်းနဲ့ပန်းခူးခြင်းပေါ့နော်အရေးသွေးကောင်းမွန်သောတတိများကိုပြုစုပြောထောင်ပြီးလာမင်းနှစ်တင်ကောင်းစွာပန်းများကောင်းစွာပွင့်စေရန်အတွက်ပိုရှန်နေသောအဖူးများနှင့်ပန်းများကိုဖြုတ်ကူးခြင်းတို့ကိုလှုပ်ဆောင်ရပါမယ်တဲ့ဝင်းမုံကူးခြင်းတရေတဲခြင်းပေါ့နော်တနည်းအားဖြင့်ပန်းများပွင့်ချိန်တွင်လူလက်ဖြင့်ဒီဝင်းမုံကူးခြင်းဖြင့်ဝိဆာမတင်ဝင်းမုံကိုကတ်စေရမယ်တဲ့ပြားစားသည့်အင်းဆက်ပိုးများကိုလည်းအသုံးပြုနိုင်တယ်ကောင်းမွန်စွာတရေအောင်စေရန်အတွက်မျိုးမတူသောဝင်းမုံကူးတစ်ပင်ကိုစိုက်ပျိုးထားပါတယ်နောက်တစ်ခါကျတော့ရွက်ပြက်တီးပင်တက်တန်းရှည်၍ရာသီအလိုက်အရွက်ကျွေတော်တီးပင်ပေါ့ဒါဆိုရင်တော့တို့ကဒီမှာပုံလေးတွေကိုပုံလေးနဲ့စာလေးနဲ့တွဲကြည့်လို့ရှင်ရတယ်ပေါ့နော်အရေးကြီးတာဒီအသီးချွေခြင်းပေါ့အရေးသွင်းကောင်းမွန်သောတီးများကိုခုဆွနိုင်ပြီးလာမင်းနှစ်မှာပန်းများကောင်းမွန်စွာပွင့်စေရန်အတွက်ပိုးရွှံနေသောအသီးများကိုဖြုတ်ချဖို့လေလိုအပ်ပါတယ်ပေါ့နော်ဒီအခြေခံအဖြစ်ဖြုတ်ချမိအသီးများကိုနားလည်သဘောပေါက်စေရန်ကြိုးစားကြရအောင်တဲ့နံပါတ်1ဒီယောဂပိုးများကြားရောက်နေသောအသီးများနဲ့ဒဏ်ရာရှိနေသောအသီးတွေကိုဖြုတ်ချရမယ်။နံပါတ်2အနေနဲ့ကကြီးထွားဖွံ့ဖြိုးမှုနောက်ကျနေသောအသီးများပုံသဏ္ဍာန်မကောင်းသောအသီးများကိုဖြုတ်ချပြီးတော့နံပါတ်3ကအိတ်ဆွရန်ခက်ခဲသောအသီးနေရာတွင်ရှိတဲ့အသီးတွေကိုဖြုတ်ချဖို့ဒီလိုအပ်တယ်ပေါ့နော်။အဲ့တော့လေသူကတစ်တော်တီးဆိုလို့ရှိရင်နမူနာလေးပြပေးထားတယ်ခြံထားတဲ့တစ်တီးဆိုလို့ရှိရင်ဒီလိုပကံများပုံတစ်တီးလေးတွေပေါ့နော်ဒီလိုဆိုရင်ခြံထားခွင့်ရှိတယ်ခြံထားလို့ရတယ်ဖြုတ်ချရမယ့်တစ်တီးဆိုလို့ရှိရင်တော့အိုးပုံစံအတီးပုံစံမမှန်ဘူးအိုးပုံစံကြီးတွေပြီးရင်ပုံစံပြောင်းနေတော့အတီးတနည်းအားဖြင့်ထူးခဲတစ်တီးပုံစံမျိုးပုံနေရအတိုင်းလေးပေါ့နော်ပြီးရင်မြှောင်းပါနေတော့အတီးပေါ့နော်မြှောင်းကြီးတွေအဖူးထေကြီးတွေဒါကြီးတွေပါနေလို့ဆိုရင်ဒီအတီးတွေကဖြုတ်ချပြရမယ်တဲ့ပြီးရင်လိမ္မော်တီမှာဆိုလို့ရှိရင်ဒါခြံထားမိအသီးဆိုဒီလုံးလုံးဝိုင်းဝိုင်းအပြစ်နာစာမရှိဘူးပေါ့နော်ဖြုတ်ချရမိအသီးဆိုရင်ခုနပြောသူဒီဒဏ်ရာတွေပါတွေအနာတွေပါနေတဲ့အသီးမျိုးတွေဆိုဖြုတ်ချဖို့ဒီလိုအပ်တယ်တဲ့အဲ့တော့ဒီမှာဒီဆတ်ဆုမမန်ဒရင်းဒီလိမ္မော်တီခူးချင်းနားလည်အောင်လေးလာကြဆိုတဲ့ဆတ်ဆုမမန်ဒရင်းဆိုတို့အပေါ်ကပုံစံမျိုးလေးပဲအရင်ကြည့်ပြီးပုံစံမမှန်တဲ့အသီးတွေတော့တစ်တစ်လေးတွေဖြစ်နေတာမျိုးတွေပြီးရင်ဒီဘက်မှာဒဏ်ရာရနေတဲ့အသီးမျိုးတွေဆိုရင်ဒါဆတ်ဆုမမန်ဒရင်းတွေဆိုလို့ရှိရင်ဒါဖြုတ်ချဖို့လိုအပ်တဲ့အသီးနဲ့ကြံနေတဲ့အသီးလေးတွေဆိုလို့ရှိရင်တွေ့လားဒီမှာလုံးလုံးဝိုင်းနဲ့ပကံများပုံစံအသီးလေးတွေဆိုချမ်းသာဖို့ဒီလိုအပ်တယ်ပေါ့နောက်တစ်ခုကအိတ်ဆိုခြင်းယောဂပိုးများမှကာကွယ်ပြီးတတိများကိုလှပစွာအသီးသီးစေနိုင်ရန်အတွက်တတိကိုအိတ်ဆိုဖို့ဒီလိုအပ်တယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်အိတ်ဆိုနီးလေးတွေပါတယ်ပေါ့နော်အဲ့တော့ရွက်ပြက်တီးပင်တက်တန်းရှည်ရာသီလိုက်ရွက်ကြည်သောတီးပင်ပေါ့အဲ့တော့အဓိကစိုက်ပျိုးလေးရရှိသောတီးပင်များဤအိမ်အမျိုးအစားများနဲ့အိတ်စွနီတို့ကိုနားလည်သဘောပေါက်စေရန်ကြိုးစားကြပါစို့တဲ့တို့ဒီမှာမမွန်တီးလေးတွေအတွက်ဆိုလို့ရှိရင်ပုံထဲကအိမ်မျိုးကိုသုံးပြီးတော့စပြည့်တီးများဆိုလို့ရှိရင်စပြည့်တီးတွေအတွက်ဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုးပေါ့အဲ့တော့မမွန်တီးဆိုရင်ဒီမှာပုံလေးလဲပါတယ်ကွာဘယ်လိုဆွဲရမလဲဆိုတော့အိတ်ကိုဖောင်းအောင်လုပ်၍တဲ့အိတ်တွင်ပါသောမြှောင်းထဲတွင်အကိုင်းကိုထည့်၍တီးကိုတေချာစွာအိတ်ထဲသို့ထည့်ရမယ်ပြီးရင်အဲ့အပေါက်ကိုအကိုင်းအနောက်ဘက်တွင်ရှုံ၍ပေါင်းဆက်ပြီးအကိုင်းဘက်တွင်အိတ်စေပြီးအကိုင်းကိုပါပိတ်၍အကိုင်းကိုပါပတ်ပြီးတော့ပိတ်ချိတ်ကိုတေချာစွာပိတ်ရမည်တဲ့နော်အဲ့တော့စပြည့်တီးဆိုလို့ရှိရင်တို့ကဒီမှာပိတ်ချိတ်ပါမယ်ပေါ့နော်အိတ်ကိုဖောင်းအောင်လုပ်ပြီးတော့တဲ့ဒီအသီးခိုင်ကိုအလဲတွင်ထည့်ပြီးပိတ်ချိတ်မပါတော့အဖက်ကိုရှုံ၍ပိတ်မယ်ပေါ့ပုံလေးတွေအတိုင်းရှုံပြီးတော့ပိတ်မယ်ပြီးရင်ဒီဘက်မှာပိတ်ချိတ်ပါတော့အဖက်ကိုရှုံ၍ပိတ်ချိတ်ကိုလဲချပြီးအသီးညာတွင်ပိတ်၍တို့ကဒီအပေါက်ဝါကိုတီချာလေးပိတ်ရမယ်ပေါ့သူပြောသလိုမျိုးပိတ်ချိတ်မပါတဲ့ဘက်ကိုကြတော့ခြုံပြီးတော့ဒီလိုမျိုးအတွင်းဝင်လိုက်ပေါ့နော်ဝင်ပြီးသွားလို့ရှိရင်တို့ကအပေါ်ကနေပြီးတော့ပိတ်ချိတ်ပါတဲ့ဘက်ကနေပြီးတော့ဖိချပြီးတော့တေချာလေးပိတ်ရမယ်ပေါ့အဲ့တော့မတူညီတူညီတဲ့လုပ်ငန်းစဉ်များဆိုလို့ရှိရင်နံပါတ်1ကနှစ်ခုလုံးမှာပေါ့နော်ဒီခုနစပြည့်တီးရောမမွန်တီးရောမှာတူညီတဲ့လုပ်ငန်းစဉ်ဆိုလို့ရှိရင်ပထမဆုံးတစ်ချက်ကတစ်တီးကိုအိတ်ထဲသို့တေချာစွာထည့်ဖို့လိုအပ်တယ်နံပါတ်2ကပိတ်ချိတ်ကိုတေချာစွာပတ်ချိတ်၍တစ်တီးရိုးရံနဲ့အကိုင်းခံများကိုမတိုင်းမိစေရန်တတိထားဖို့ဒီလိုအပ်တယ်ပေါ့နောက်တစ်ခုကခူးဆွခြင်းပန်းသီးဂျပန်တစ်တော်သည်ရှောင်မျိုးနွယ်ဝင်မျိုးအစားများစသည်တို့မှာရင်းမဲ့လာလျင်ခူးဆွရမယ်တဲ့အနောက်တိုင်းတစ်တော်သည်ခီဝီဒီစသည်တို့သည်ခူးဆွပြီးနောက်မှတိုးလောင်ပြီးရင်းမဲ့စေပါမည်
တနည်းအားဖြင့်အုံးမိတ်စီခြင်းပေါ့နော်အဓိကခုဆိုခြင်းဒါလေးမှတ်ထားဖို့ဒီလိုအပ်တယ်ဆန်ဆိုမာမန်ဒရင်းလိမ်မော်သီးတွေဆိုရင်တို့10လပိုင်းလလေကနေပြီးတော့12လပိုင်းလဆန်းပန်းသီးဆိုရင်9လပိုင်းလဆန်းကနေ17လပိုင်းလလေတစ်တော်သီးဆိုရင်10လပိုင်းလလေကနေပြီး17လပိုင်းလကိုစပြစ်သီးဆိုရင်10လပိုင်းလလေကနေ10လပိုင်းလဆန်းမတ်မွန်သီးဆိုရင်6လပိုင်းလကုန်ကနေပြီး10လပိုင်းလကိုတဲသီးဆိုရင်9လပိုင်းလကုန်ကနေပြီး12လပိုင်းလဆန်းမှာခုဖို့ဒီလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကဒီဆက်ဆွမာမန်ဒရင်းလီမိုဒီခုစုချင်းကိုနားလည်အောင်သဘောပေါက်ရမယ်ပေါ့နော်အဲ့တော့သူကကြတော့အဒီဓာတ်ထိပ်ပိုင်းဖြစ်တဲ့လိမ္မော်သီးကိုမထိခိုက်စေရင်တတိထားပြီးဖြတ်ထုတ်ရမည်တဲ့ဆွဲဖြုတ်လင်းတတိကိုထိခိုက်စေတယ်ပေါ့အဲ့ဒါကြောင့်မို့တို့ကဒီဘက်မှာ2ကြိမ်ဖြတ်ပြီးအလေယိုနောက်တစ်ခုကတတိယိုးတိုင်ရှိတော့အပိုင်းကိုဖြတ်ချရမယ်မှာ2ကြိမ်ဖြတ်နီးပေါ့နော်ပထမတစ်ခုကကြတော့လို့ဆွဲဖြုတ်လိုက်ရင်လည်းနာတတ်တယ်ဒါကြောင့်မို့တို့ကဒီအရင်နားတယ်တခါလဲကပ်ဖြတ်လို့ရှင်တခါလေးကျရင်တန်ရာတွေပါရတတ်တယ်အဲ့တော့တို့ကအယိုးရှိရှိလေးကနေပြီးတော့အရင်ဆုံးအလေယိုးကနေအရင်ဆုံးဖြတ်ပြီးသွားမှကိုယ့်လက်ထဲကိုအယိုးလေးနဲ့အသီးလေးနဲ့ရောက်လာပြီဆိုရင်တော့တတိယိုးတောင်တစ်ခါဖြတ်ဒီလိုမျိုး2ကြိမ်ဖြတ်ပြီးတော့ခုလိုအပ်တယ်ပေါ့နောက်တစ်ခုကအမျိုးအစားအသစ်များဒီမှာဆိုလို့ရှိရင်တော့အရန်ရေးကြည့်တာမရှိမှပြန်လဲစာပြိုးခြင်းဆိုလဲစာလေးဖတ်ပြီးနားလေးလိုက်လို့ရတယ်နောက်တစ်ခုကအစင်းမြင့်ဂိုင်းကူဂိုင်းဆက်ခြင်းပေါ့နော်ဒီမှာကျတော့တတိပင်ဤတဲ့တစ်ကိုင်းတွင်မျိုးစိတ်တစ်အကိုင်းကိုဂိုင်းကူဆက်ခြင်းနီလန်ဖြစ်တယ်မူရာတစ်ပင်တတိပင်ဂိုင်းအားဖြတ်တည်နီလန်နဲ့အာရှိတိဂိုင်းအနေနဲ့ခြံထားတဲ့နီလန်ဟူရဲ့သူကနီလန်2မျိုးရှိရပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းသူကပုံလေးနဲ့ကြည့်ပြီးတော့လည်းဒီချာလေးပြန်ခွဲကြည့်လို့ရတယ်ပေါ့နော်နံပါတ်3ကမြေစီလွာကိုထိမ့်သိမ်းခြင်းပေါ့နံပါတ်1မြေစီလွာမျက်နှာပြင်ကိုထိမ့်သိမ်းခြင်းစီမံခန့်ခွဲခြင်းမြေစီလွာမျက်နှာပြင်ကိုထိမ့်သိမ်းရန်အတွက်တဲ့တစ်ဒီပေါင်မြက်ပင်များကိုမပေါက်စေသောနီလန်ရဲ့နံပါတ်2ကကောက်ရိုးများနှင့်အပင်များကိုခင်းနီနံပါတ်3အပိုင်းများကိုအမြဲတစေရှင်သန်နေစေရန်ထားရှိနိုင်သည့်နီလန်နံပါတ်4၎င်းတို့ကိုပေါင်းစပ်ထားသောနီလန်ဆိုပြီးတော့ရှိတယ်စောင်းမတ်သောဒီမြေများသောဒေသများ၏တတိချံများတွင်မြေစီလွှာတင်စီစဉ်သွားမည်ဖြစ်သောကြောင့်တို့ဒီအမှတ်စဉ်တင်နီလန်ကတော့အသုံးပြုလို့မရဘူးပေါ့နော်အဲ့တော့နံပါတ်2ကကြတော့မြေစီလွှာထိမ့်သိမ်းခြင်းပြုပြင်ပြင်ဆင်ခြင်းပြင်းထန်စွာရသောမိုးကြောင့်မြေစီလွှာစီးမသွားစေရန်ရေစင်းများအပေါက်ကိုပြုလုပ်ဖို့လိုအပ်တယ်ထို့ပြင်မြေစီလွှာပြိုမကျသွားစေရန်အတွက်ကြောက်တုံးနေရန်များစီခြင်းလည်းပြုလုပ်ရပါမယ်ထဲရင်းနဲ့ခြင်းတနည်းအားဖြင့်ထဲရင်းနက်ပေါ့နော် organic ပစ္စည်းများကိုထည့်သွင်းမှာကရေဆွဲမြဲနိုင်အားနှင့်လေဝင်လေထွက်ကောင်းမည်ဖြစ်ပြီးအမြင်များကောင်းမွန်စွာကြီးထွားလာမည်ဖြစ်သည်ဒီလိုထဲရင်းနက်လုံးခြင်းအားဖြစ်ပေါ့နော်ဒီတတိများအလိုက်တတိအပင်များအလိုက်စိုက်ပျိုးရန်တင်တော်ဒီမြေချင်းကန်ကိန်း pH ပေါ့နော် hydrogen ion တန်ညွန်းလည်းမတူဘူးတဲ့ဂျပန်နိုင်ငံနဲ့ acid ဓာတ်များသောမြေစီလွှာပေါ်များသောကြောင့်ဒီ alkali ပေါ့နော်alkali ဓာတ်ရှိသောထုံးဓာတ်ပါသောပစ္စည်းများဖြင့်မြေချင်းကန်ကိန်း pH ကိုညှိနှိုင်းရမယ်ပေါ့နော်ဒီအောက်ကဇယားလေးကအရေးကြီးတယ်အဓိကတတိပင်ကြီးထွားမှုနဲ့တင့်တော်သောမြေစီလွှာ pH ပေါ့နော်တတိမျိုးစားရဲ့ကြီးထွားမှုနဲ့တင့်တော်သောဘောင်ရဲ့ကြီးထွားမှုနဲ့အသင့်တော်ဆုံးသောဘောင်ပေါ့နော်အဲ့တော့ဆက်ဆွမာမန်ဒရင်းလိမ်မော်သီးဆိုလို့ရှိရင် 4.2 ကနေပြီးတော့7ရှိပြီးတော့သူကအသင့်တော်ဆုံးဘောင်ကကြတော့5.4ကနေပြီးတော့6.3ပေါ့ပန်းသီးဆိုလို့ရှိရင်4.6ကနေပြီးတော့7.1 5.5ကနေပြီးတော့6.6ဒီအသင့်တော်ဆုံးအောက်ကစပြစ်သီးဆိုရင်5ကနေပြီးတော့7.9အသင့်တော်ဆုံးသည် 6.1 ကနေ 7.4ဂျပန်တစ်တော်သည်ဆိုရင်4.3ကနေ6.7အသင့်တော်ဆုံးက5.3ကနေပြီး6.2မမွန်သည်ဆိုရင်4.3ကနေ6.7အခုအသင့်တော်ဆုံးက4.8ကနေ5.9တဲသည်ဆိုရင်4.5ကနေပြီးတော့7အသင့်တော်ဆုံးက5.5ကနေပြီး6.6တစ်ရသည်ဆိုရင်4.1ကနေ6.1အသင့်တော်ဆုံးက4.6ကနေပြီးတော့5.1ပေါ့5.5ပေါ့နော်တရုတ်နင်းသည်ဆိုရင်4.3ကနေ6.5အသင့်တော်ဆုံးဒီ5.1ကနေပြီးတော့6ဆိုရင်အသင့်တော်ဆုံးနောက်တစ်ခုကတဖန်ဒီဆိုရင်5.5ကနေပြီး7.5အသင့်တော်ဆုံးက6.1ကနေ7.2ပေါ့နော်ရေဓာတ်စီမံခန့်ခွဲမှုနံပါတ်3ကဒီမှာဆိုလို့ရှိရင်သူကတတိမြားဤအမျိုးအစားနေတဲ့ကြီးထွားမှုချိန်တွေအလားရေလောင်းရမိအချိန်ကာလနဲ့ပမာရုကိုချင်းရမယ်ထို့ပြင်မြေစီလွှာဤတင်းတင်သောရေဆွဲမြဲနိုင်ခြင်းအားရေဆွဲရခိုင်ခြင်းနဲ့ရေချိုးရရေပူစီစဉ်အားတို့ကလည်းအရေးကြီးရဲ့တဲ့နောက်တစ်ခုမြေဩဇာထည့်ခြင်းပေါ့နော်မြေဩဇာထည့်ခြင်းမှာတစ်နှစ်လျင်2ကြိမ်3ကြိမ်ထည့်ပြီးဝန်ဆောင်သည့်တာဝန်မတူသောအောက်ခံမြေဩဇာနဲ့ဖြည့်ဆွက်မြေဩဇာဆိုပြီးတော့ရှိရပေါ့အောက်ခံမြေဩဇာမှာအပင်ပထမနှစ်
ကြီးထွားမှုအတွက်အခြေခံမြေဩဇာဖြစ်ပြီးဖြည့်စွက်မြေဩဇာသည်အောက်ခံမြေဩဇာတစ်ခုတည်းနဲ့မလုံလောက်သောအခါတွင်ထည့်ပေးရမယ်ပေါ့ဒီမြေကံမြေဩဇာသည်တဲ့ကြီးထွားမှုမစတင်မီဒီရန်နာထားသည့်အချိန်တွင်ကျွေးရမယ်တတိရက်ကြေကာလဖြစ်သော12လပိုင်း1လပိုင်းတွင်ဖြစ်ပြီးတတိပင်ရက်တွေကာလ3လပိုင်း4လပိုင်းတွင်ကျွေးဖို့သည်လိုအပ်တယ်တဲ့အပြင်အောက်ကပေါ့နော်ဖြည့်စွက်မြေဩဇာတွင်ຫນွေဦးမြေဩဇာຫນွေမြေဩဇာစောင်းမြေဩဇာများရှိပြီးမြန်အာနိသင်တက်ရောက်သောမြေဩဇာများအားအသုံးပြုကြသည်နော်ຫນွေဦးမြေဩဇာຫນွေဦးမြေဩဇာဆိုရင်သူကဘာအတွက်သုံးလဲဆိုရင်အညောင်းသစ်အကိုင်းနဲ့အရွက်များကြီးထွားစေရန်ကျွေးသည်အညောင်းထွက်မြေဩဇာဟုလည်းခေါ်သည်ຫນွေမြေဩဇာຫນွေမြေဩဇာကိုကြတော့အသီးကြီးထွားစေရန်ကျွေးသည်လက်တွေ့မြေဩဇာဟုလည်းခေါ်သည်စောင်းမြေဩဇာကြတော့တစ်ပင်အားပြန်လဲကောင်းမွန်စေပြီးအာဟာရဓာတ်များတိုးပွားလာစေရန်ကျွေးသည်ကျေးဇူးရှင်မြေဩဇာဟုလည်းခေါ်သည်ဒါလေးမှဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကဒီတခြားထိန်းသိမ်းဆောင်ရှောက်မှုနီလန်ဆိုတာဒီတိုင်းကိုဖတ်လိုက်လို့ရှင်ရတယ်เนาะအရင်အေးမကြည့်ဘူးနောက်တစ်ခုကကြတော့ထုတ်ကုန်ပိုခြင်းတိုးလောင်ခြင်းပေါ့ဒီမှာဆိုရင်ခုစွတ်ထားသောတည်တည်များမှာအသီးရွယ်ပမာဏဒီအရသာပုံတရံအမြင်စသည်တို့ဖြင့်ရွေးချယ်ပြီးထုတ်ကုန်ပို့ဆောင်ရမယ်ဒီအစီအစဉ်လိုက်ထုတ်ကုန်ပို့ဆောင်နိုင်ရန်အတွက်အချိန်ကြာရှည်စွာတိုးလောင်နိုင်သည့်နည်းပညာတွေရှိရပေါ့နော်ဥပမာရှောက်မျိုးနွယ်ဝင်အမျိုးအစားတွေဆိုရင်မတိုးလောင်မီရေဓာတ်ကိုအနှဲငယ်6သွေးစီခြင်းနဲ့တိုးလောင်ပြီးတော့ဒီကြွတင်ပြင်ဆင်မှုကိုလုပ်ရမယ်ပေါ့ပန်းသီးမှာအေးပေးအဆောက်အုံတွေအေးခံပြီးအောက်ဆီဂျင်ကိုလျှော့ချ၍ကာဗွန်ဒိုင်အောက်ဆိုက်ဒီကာဗွန်အက်ဆစ်ဓာတ်ငွေကိုမြင့်မားစေပြီးတော့သူကထိမ့်သိမ့်ဖို့ဒီလိုအပ်တယ်ပေါ့နော်ဒါမတင်ပို့မိမှာနောက်တစ်ခုကဒီတည်တည်ပင်များကိုအကာရန်ရှိအဆောက်အုံများတွင်စိုက်ပျိုးခြင်းပေါ့နော်အဆောက်အုံမျိုးအစားများဥပမာစပစ်သီးတို့ဆက်စမာမန်ဒရင်းလိမ္မော်သီးချယ်ရီသီးစသည့်အဆောက်အုံတွင်ဒီစိုက်ပျိုးသည့်တည်တည်များလည်းပဲရှိပါသည်တဲ့အကာရန်ရှိအဆောက်အုံများဖြင့်စိုက်ပျိုးခြင်းတွင်ဖန်လုံအိမ်ပလတ်စတစ်အပူလုံအိမ်နှင့်မိုးကာရိုးရှိပါသည်ထို့ပြင်အပူပေးဆက်ကိုအသုံးပြုပြီးအဆောက်အုံတွင်အပူချိန်ကိုမြင့်တင်၍စိုက်ပျိုးသည့်နည်းလမ်းတွေလည်းရှိရပေါ့နော်သူကဒီမှာဆိုရင်ဖန်လုံအိမ်ပလတ်စတစ်အပူလုံအိမ်နဲ့ဒီမိုးကာရိုးတွေလည်းပဲမိုးကာတွေထဲမှာပဲဒီသုံးတလို့မျိုးနောက်တစ်ခုကအပူပေးဆက်ကိုအသုံးပြုပြီးတော့အပူချိန်ကိုမြင့်တင်ပြီးတော့စိုက်ပျိုးတဲ့နည်းလမ်းတွေလည်းရှိရပေါ့နော်နောက်တစ်ချက်ကကြတော့ဒီစိုက်ပျိုးခြင်းထိန်းသိမ်းဆောင်ရှောက်ခြင်းနီးဆိုတာလဲဒါနဲ့အရန်ရေးမကြည့်ဘူးဖတ်လိုက်လို့ရှင်နားလေတယ်ပေါ့နော်နောက်တစ်ခုကဒီအဓိကစိုက်ပျိုးလျက်ရှိသောတည်တည်ပင်များဤဝိသေသထူးခြားချက်များနဲ့ထိန်းသိမ်းဆောင်ရှောက်ခြင်းပေါ့နံပါတ်1ရှောင်မျိုးနယ်ဝင်အမျိုးအစားများရှောင်မျိုးနယ်ဝင်အမျိုးအစားများကိုပူသောဒေသများတွင်စိုက်ပျိုးလျက်ရှိသည်ဂျပန်နိုင်ငံတွင်စိုက်ပျိုးလျက်ရှိသောဒီ citrus ရှောင်မျိုးနယ်ဝင်80%မှာဒီဆာဆူမာမန်ဒရင်းလိမ်မော်သည်ဖြစ်သည်ဆာဆူမာမန်ဒရင်းလိမ်မော်သည်ဂျပန်နိုင်ငံထွက်ဖြစ်ပြီးကိုစားပြုအမျိုးအစားမှာဒီမီယာကာဝဝါဆဲပေါ့နော်21%အာဝိုဂျီမာအွန်ရှူက14%အိုကီဆူဝါဆဲ13%ရှိရပေါ့နော်ဂျပန်မှာစိုက်ပျိုးတာရှောင်မျိုးနွယ်ဝင်အမျိုးအစားများမှာအထူးသဖြင့်ဒီအေးတံပြင်းထန်သောလေတံတို့ကိုမခံနိုင်တဲ့အတွက်ကြောင့်မလို့ဂယုပြုပြီးထိန်းသိမ်းဆောင်ရှောက်ရပါမယ်တဲ့ဒီတနစ်စဉ်အလိုက်ပေါ့နော်အသီးများစွာတည်သောနှစ်နဲ့မတည်သောနှစ်ခြားရလဒ်တွေလည်းဖြစ်တတ်ပါတယ်တဲ့နော်ဒါဆိုရင်ဒါဆန်ဆူမာမန်ဒရင်းလိမ္မော်တီရဲ့ပန်းဝင်ပုံစံလေးပေါ့နော်နောက်တစ်ခုကအမျိုးနွယ်ကပန်းသီးကကြတော့များသောအားဖြင့်တဲ့ပန်းသီးကိုစောင်းရသည်တွင်အေးသောဒေတာများတွင်စိုက်ပျိုးလျက်ရှိသည်ကိုစားပြုသောမျိုးစားများမှာဖူဂျီ52%ဆူဂါရု73%ဦးရင်ပေါ့နော်ဦးရင်က8%သူကကြတော့လူလက်ဖြစ်ဒီဝိဆန်မာတင်ဝိမုံကက်စီပြီးဝိမုံကူးစေခြင်းနဲ့ဒီအဖူးချွေခြင်းပန်းခူခြင်းအသီးချွေခြင်းစတဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ရတယ်တဲ့ယောဂပိုးမွားများကြားရောက်မှုများဖြစ်တော့ဒီတည်တည်ပင်ကြားရောက်မှုများတယ်ပေါ့နော်ကြားရောက်မှုများတဲ့တည်တည်ပင်ဖြစ်တဲ့အတွက်ကြောင့်မလို့တင့်တော်သောရှင်းလင်းမှုလှုပ်ဆောင်ရန်လည်းပဲလိုအပ်တယ်အိတ်ဆွခြင်းကိုလည်းလှုပ်ဆောင်လေးရှိရယ်ပန်းသီးတွင်ဒီအစားသွင်းသည့်ဂိုင်းကူးဆက်ခြင်းကိုအသုံးပြုသည့်အစားထိုးစိုက်ပျိုးနည်းကိုပြုလုပ်သည်ပေါ့အဲ့ဒါမေးတယ်နော်ပန်းသီးဒီဘလို့စိုက်ပျိုးနည်းကိုသုံးတာလဲဆိုပြီးတော့အဲ့တော့အဓိကအပင်ပုံစံပြုလုပ်ထားသည့်အပင်ကိုစိုက်ပျိုးရမည်အဲ့တော့မြဲဒီရရှိရေးကိုမြင့်တင်ရန်နေ့တစ်ပင်အမြင့်အားနေအောင်ပြုလုပ်၍စွမ်းရင်ပြောင်းလဲခြင်းကိုရည်ရွယ်သည့်စိုက်ပျိုးနည်းလည်းဖြစ်ပါတယ်တဲ့စပစ်သီးဂျပန်တနိုင်ငံလုံးတွင်ကြည်ကြဲပြင်းပြစိုက်ပျိုးလျက်ရှိသည့်ကိုစားပြုသောအမျိုးအစားများမှာကျိုဟို35%ဒယ်လာဝါရဲ့19%ဖီယိုနယ်ပေါ့နော်ဖီယိုနယ်ဒီ16%ဖြစ်သည်
အကိုင်းခန့်များကိုရေပြင်းညီထား၍စင်ထောင်ပါမည်လေတံနှင့်ယောဂတံများမှခန္ဓာရည်နေသည့်အတွက်အကာယံရှိအဆောက်အအုံများတွင်လည်းစိုက်ပျိုးရမည်အပင်ဟော်မုန်းဓာတ်ဖြစ်သောဂျီဘယ်ရလင်ကိုအသုံးပြုပြီးအစိမ့်မပါသောစပစ်သီးကိုလည်းစိုက်ပျိုးနေကြပါတယ်တဲ့အစိမ့်မပါသောစပစ်သီးပြုလုပ်သည်ပေါ့နော်အဲ့တော့ပြုလုပ်နေဆိုရင်တဲ့ပန်းမပွင့်ကင်နဲ့ပန်းပွင့်ပြီးနောက်ပိုင်း2ကြိမ်ဂျီဘယ်ရင်ရဲ့ဒီဂျီဘယ်ရလင်ဟော်မုန်းအရေးတွေအခိုင်ကိုနှိမ့်မြုပ်ရမည်ပေါ့နော်ဂျီဘယ်ရလင်ဟော်မုန်းကိုအသုံးပြုခြင်းတွင်အရေးကြီးတိတ်သေးစာသေချာလိုက်နာခြင်းဒီအရေးပါပါသည်ပေါ့နော်ဒါကတို့ကအစိမ့်မပါတဲ့စပစ်သီးပြုလုပ်ဖို့အတွက်ပေါ့နော်နောက်တစ်ခုကကြတော့နောက်တစ်မျိုးစားကတဲသီးတွင်နဲ့တဲသီးအချိုနဲ့တဲသီးအဖန်ဆိုပြီးတော့2မျိုးရှိရပေါ့နော်တဲသီးကကိုစားပြုသောအမျိုးစားမှာဖူယူတဲသီးအချိုက25ရာခိုင်နှုန်းဟီလာတာနဲနာရှိကတဲသီးအဖန်မျိုးစားပေါ့နော်သူက19ရာခိုင်နှုန်းဒီတိုနဲဝါဆဲဆိုတဲ့တဲသီးအဖန်15ရာခိုင်နှုန်းဖြစ်သည်တဲသီးအချိုမှာတဲ့ဂျပန်နိုင်ငံမျိုးရင်းတည်တည်ပင်ဖြစ်ပြီးပူသောဒေသများတွင်စိုက်ပျိုးလျက်ရှိသည်စိုက်ပျိုးလျက်ရှိသည့်တဲသီးများ၏တဝက်မှာဖန်သောတဲသီးဖြစ်သည်ပေါ့နော်အဲ့တော့ဖန်သောတဲသီးမှာတဲ့အဖန်ဓာတ်ကိုထုတ်ယူသောဒီပြင်ဆင်မှုတွေကိုလည်းလှုပ်ဆောင်နေပါတယ်တဲ့ဒီတနည်းစဉ်အလိုက်သီးများစွာသီးသောနှစ်နဲ့မသီးသောနှစ်နှိချာရလက်ဖြစ်ပါသည်ဖြစ်တတ်ပါတယ်ပေါ့နော်သူလည်းပေါ်ကားလိုမျိုးပဲနောက်တစ်မျိုးစားကကြတော့တစ်တော်သီးသည်ပူနွေးပြီးမှုများသောဂျပန်နိုင်ငံရာသီဥတုနှင့်ကိုက်ညီပြီးဒေသအသီးသီးတွင်စိုက်ပျိုးလျက်ရှိသည်ကိုစားပြုသောမျိုးစားများမှာခိုဆွေ40ရာခိုင်နှုန်းဟိုဆွေ29ရာခိုင်နှုန်းနီးတက10ရာခိုင်နှုန်းဖြစ်ပါတယ်တဲ့အနောက်တိုင်းတစ်တော်သီးများမှာဒီ AB 6တွေ့သောဒေသများတွင်စိုက်ပျိုးနေပါသည်အဲ့တော့တစ်တော်သီးမျိုးမတူသောဝန်းပုံမဟုတ်လျင်ဝန်းပုံမကူသောကြောင့်ဒေဂျာပေါဝန်းပုံကူစေရန်လိုအပ်ပါသည်တစ်တော်သီးမှာဒီဂျပန်တစ်တော်သီးမှာလေတိုက်ပြင်းလျင်ကြွကြလေသောကြောင့်သူ့ကိုကြတော့စင်ထောင်၍စိုက်ပျိုးရပါမယ်တဲ့နောက်ထပ်အမျိုးအစားကကြတော့မမွန်သီးမှာဒီများသောအားဖြင့်အေးသောဒေသတွင်စိုက်ပျိုးလျက်ရှိပါသည်ကိုစားပြုသောအမျိုးအစားများမှာအခါဆွေ19ရာခိုင်နှုန်းဟာခု16ရာခိုင်နှုန်းနာဂါကြီးမဇွန်ဟာခုတို့14ရာခိုင်နှုန်းဖြစ်တယ်အဲ့တော့အပင်ငယ်များမှာကြီးထွားမှုမြန်ဆန်သောကြောင့်3နှစ်ကြာလျင်အသီးသီးပြီး9နှစ်10နှစ်ကြာလျင်ကြီးမားသောတည်တည်ပင်ဖြစ်လာပါမည်တဲ့အဖူးချွေခြင်းအသီးချွေခြင်းတို့ကိုအပြင်ယောဂပိုးပွားများမှကာကွယ်နိုင်ရန်ဒီပုံသဏ္ဍာန်လှပစေရန်အတွက်အိတ်ဆွပါမည်ဒီနောက်တစ်ခုကကြတော့တည်တည်ပင်စိုက်ပျိုးချိန်တွင်အသုံးပြုသည့်စိုက်ပျိုးမှုမြူရေးပစ္စည်းများစိုက်ပျိုးမှုမြူရေးစက်ရန်နေရာများပေါ့နော်ဒါလေးကတော့စာလေးဖတ်လို့ရှိရင်နားလည်လွယ်ပါတယ်ဒီမှာပေါ့နော်နောက်တစ်ခုကပြောရမှာကအဓိကတတိပင်ဤတဲ့ကြီးထွားမှုထိန်ကြီးစေး300တိရွယ်ချက်ပေါ့နော်ဒီဘက်ကဘေးရလေအမျိုးစားလေးကနေပြီးတော့အရင်ဆုံးဖတ်ပြမယ်ပေါ့နော်ဆက်ဆူမာမန်ဒရိတ်လိမ်မော်သီးဆိုလို့ရှိရင်စေး300တဲ့ရွယ်ချက်ကတတိအခွန်များမျောပါသွားခြင်းကိုကာကွယ်ဖို့အတွက်ပေါ့နော်စပြည့်သီးဆိုရင်အဆေးမပါအောင်ပြုလုပ်ဖို့အတွက်ပန်းသီးဂျပန်တစ်တော်သီးဆိုရင်တော့မခူးစုခင်ဒီအသွေးကြွေကြခြင်းကကာကွယ်ဖို့အတွက်နောက်တတိပင်အများပြဆိုရင်တော့မြန်မြန်မဲ့စေဖို့အတွက်သုံးတဲ့ဂျပန်ပန်းသီးစားသည်ဆိုလို့ရှိရင်တော့အမြင့်အကိုင်းတွေကြီးထွားမှုကိုဆက်လက်လှုပ်ဆောင်မှုအတွက်စေး300ခြင်းဖြစ်တယ်ပေါ့နော်ဒီအောက်ကကြတော့တတိပင်အဓိကပစ္စည်းများနဲ့ရွယ်ကြနားလည်အောင်ကြည့်ရမယ်ပေါ့နော်အဲ့တော့ငှက်ကာကွယ်သောပိုက်ကွန်တို့ပိုးမွားကာကွယ်သောပိုက်ကွန်တို့မာလူချီလှုပ်ဆောင်ခြင်းတွင်သုံးသောပစ္စည်းများတို့ရောင်ပြန်ပြတို့အခြားပစ္စည်းများတို့เนาะဒါဆိုရင်တော့ဒါပုံလေးနဲ့သူကတွဲပြီးတော့ကြည့်ရမယ်ပေါ့အဲ့တော့မာလူချီလှုပ်ဆောင်ခြင်းတွင်တဲ့သုံးသောပစ္စည်းများပေါ့เนาะအသုံးပြုနေအဲ့တော့ဘယ်လိုပြောမလဲမာလူချီကိုကြတော့အသုံးပြုနေကကြတော့တတိပင်အမြင့်ပတ်ဝန်းကျင်ပေါ့နော်မြေကြီးပေါ်တင်ခင်းထားရမယ်ဆိုမာလူချီဆိုလို့ရှိရင်ဒီပုံလေးပေါ့နော်ဒါတတိပင်ရဲ့သူကဒီအမြင့်ပတ်ဝန်းကျင်မြေကြီးပေါ်မှာခင်းထားဖို့လိုအပ်တဲ့သူ့သုံးရတဲ့ရည်ရွယ်ချက်ကကြတော့တို့ဒီမြေစည်းလွှာများမျိုးပါသွားခြင်းအကာအကွယ်ပေးသည်ဒီရေဓာတ်အငွေ့ပြန်ခြင်းကိုကာကွယ်ပေးသည်ပေါင်းပင်များကိုလည်းကာကွယ်ပေးသည်တဲ့နောက်တစ်ခုကရောင်ပြန်ပြားဒီရောင်ပြန်ပြားကကြတော့ဒီပုံလေးပေါ့နော်ရောင်ပြန်ပြားโอเคရောင်ပြန်ပြားကိုကြတော့တော့အသုံးပြုနေရကြတော့ခူးစွချိန်တွင်တတိပင်ဤအောက်ခြေမြေပြင်တွင်ခင်းထားမိရည်ရွယ်ချက်ကနေရောင်အားရောင်ပြန်ဟပ်စေ၍တတိများ၏အရောင်အားကောင်းမွန်စေဖို့အတွက်အသုံးပြုပါသည်တဲ့เนาะနောက်တစ်ခုကကြတော့စိုက်ပျိုးမွေးမြူရေးသုံးဆက်ရန်တရားများဒါပုံလေးနဲ့စာလေးနဲ့တွဲပြီးတော့ကြည့်လိုက်လို့ရှင်ရပါတယ်ပေါ့เนาะအဲ့တော့တို့အခန်းရှိပေါ့နော်အခန်းရှိကတော့တို့စိုက်ပျိုးရေးစာအုပ်ရဲ့နောက်ဆုံးပိုင်းဖြစ်သွားပြီပေါ့အဲ့တော့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစဉ်တွင်းသောဟာရများပေါ့နော်ဒါကတော့definition ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့တေချာလေးဖတ်ပြီးတော့လိုက်မှတ်ထားပေးပါပေါ့နော်အဲ့တော့စိုက်ပျိုးရေးကတော့ဒီလောက်နဲ့ပဲပြီးသွားပါပြီ